လွန်ခဲ့တဲ့အနှစ်30ကျော်ကကွယ်လွန်သွားခဲ့တဲ့မိခင်ဖြစ်သူစီကိုအမျိုးသားတစ်ယောက်ကစာတစ်စောင်ရေးသားခဲ့ပါတယ်။ဒါဟာရိုးရိုးစာတစ်စောင်မဟုတ်ပဲတခါမှမဆုံဘူးခဲ့ကြတဲ့မိဖြစ်သူနဲ့အဖွားဖြစ်သူကိုမိတ်ဆက်ပေးဖို့ရည်ရွယ်ထားတာပါ။ဒီလိုထူးခြားတဲ့ဆက်သွယ်မှုမျိုးကိုခံစားဖို့တဲ့သူတွေဒါမှမဟုတ်မိသားစုတန်ရောစင်ကိုတန်ဖိုးထားတဲ့သူတွေအတွက်ဒီဇလန်ကစိတ်ဝင်စားစရာဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့သူဘာကြောင့်အခုမှဒီစာကိုရေးရတာလဲဆိုတာစဉ်းစားစရာဖြစ်နေပါတယ်။ Larry ဟာအရင်ကတော့တေပြီးနောက်ဘဝဆိုတာကိုမယုံကြည်ခဲ့သူပါ။ဒါပေမဲ့သူ့ရဲ့သားဖြစ်သူ Robbie ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့သူ့ရဲ့အမြင်တွေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။အခုတော့သူဟာကွယ်လွန်သွားပြီးဖြစ်တဲ့သူ့မိခင်ကဒီစာကိုတနည်းနည်းနဲ့ဖတ်နိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ဒီလိုယုံကြည်မှုကပဲသူ့ကိုအားအင်တွေပေးထားတာပါ။ Larry ရဲ့အကြီးမားဆုံးနောင်တတစ်ခုကတော့သူ့ရဲ့မိခင်ဟာမြေးတွေကိုတွေးခွင့်မရသွားတာပဲဖြစ်ပါတယ်။သူ့မိခင်ကကင်ဆာရောဂါနဲ့အားအင်ကုန်ခံပြီးဆုံးသွားခဲ့ချိန်မှာသူဟာမိခင်ကိုအဖော်ပြပေးခဲ့ပါတယ်။ဒါပေမဲ့အနှစ်30ကျော်ကြာပြီးတဲ့နောက်မှာသူ့မိခင်ကိုခဏခဏသတိမရတော့တဲ့အပေါ်သူကိုယ်တိုင်လည်းအံ့တော်နေမိပါတယ်။ဒီနောက်ွယ်မှာဘလို့အကြောင်းရင်းတွေရှိနိုင်မလဲဆိုတာသူစဉ်းစားခဲ့ပါတယ်။သူ့ရဲ့ကုထုံးဆီယာမနဲ့ဆွေးနွေးကြည့်တဲ့အခါမှာတော့သူ့မိခင်နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကိုသူဖြေရှင်းပြီးသားဖြစ်နေလို့တတိမရတာဖြစ်နိုင်တယ်လို့သိလိုက်ရပါတယ်။သူ့မိခင်နဲ့သူကြားမှာဘာအညှိုးအတေးမှမကြံတော့ပဲမေတ္တာတရားတွေပဲရှိနေတာကြောင့်စိတ်ထဲမှာအေးချမ်းနေတာပါ။ဒါပေမဲ့သားဖြစ်သူ Robbie ကိုတော့တရက်မှမမေ့နိုင်အောင်ဖြစ်နေပါတယ်။ Robbie ဟာအရန်ကိုရေမောပျော်ရွှင်တတ်တဲ့လူငယ်တစ်ယောက်ပါ။ Larry ကသူ့သားရဲ့ဟာသညံကိုဂုဏ်ယူနေသလိုသူမိခင်နဲ့ Robbie သာတွေ့ခဲ့ရင်အရန်ခင်မင်သွားကြမှာပဲလို့တွေးနေမိပါတယ်။ Robbie ဟာလူအများရဲ့ချစ်ခင်မှုကိုရရှိထားသူဖြစ်ပြီးအခုတော့ကဘာမြေပေါ်ကပူပန်မှုတွေကနေကင်းဝေးသွားခဲ့ပါပြီ။ Larry က Robbie စီမှာသူအလွမ်းဆုံးအရာဟာ Robbie ရဲ့စိတ်ထက်ခိုင်မာမှုပဲလို့ဆိုပါတယ်။ဒါဟာသူမိခင်စီမှာလည်းသူအလွမ်းဆုံးအရာဖြစ်နေတာပါ။ထူးဆန်းတာကသူဟာသူမိခင်နဲ့အတူနေခဲ့ရတဲ့အချိန်26နှစ်ထက်တားဖြစ်သူနဲ့အတူနေခဲ့ရတဲ့အချိန်28နှစ်ကပိုများနေတာပါပဲ။တားဖြစ်သူရဲ့ဒေဆုံမှုကLarry ကိုနှုတ်ထက်သင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့သူ့ဖခင်ပေါ်ထားရှိတဲ့ဒေါသတွေကိုဆွတ်လွတ်လိုက်နေတာပါပဲ။တခြားလောကမှာသူ့ဖခင်နဲ့တားဖြစ်သူစုံတွေ့နေကြပြီလို့သူယုံကြည်နေပါတယ်။ဒါကြောင့်သူ့ဖခင်ကိုလည်းအရာအလုံးခွင့်လွတ်လိုက်ပြီးဖြစ်ကြောင်းသူ့မိခင်ကတဆင့်စကားပါလိုက်ပါတယ်။တချို့ຢာတွေကဘိုးအားမရှိနေစင်ကထက်တေဆုံးသွားပြီးမှပိုပြီးအသေးပယ်ရှိလာတတ်ပါတယ်။ Larry ကတော့အခုချိန်မှာသူ့မိသားစုဝင်တွေတနေရာရာမှာစုံတွေ့ပြီးအေးချမ်းနေကြလိမ့်မယ်လို့မျှော်လင့်နေပါတယ်။မိသားစုဆက်နွယ်မှုတွေရဲ့နဲပုံကတော့ဘယ်တော့မှကုံဆုံးသွားမှာမဟုတ်ပါဘူး။ဒါဟာကြီးမားတဲ့ဘဝသင်ခန်းစာတစ်ခုရဲ့အစပဲရှိပါသေးတယ်